အမေရိကန်တော်မဖွင့်နိုင်ခဲ့တဲ့ Hormuz ရေလက်ကြားကိုယူကရိန်းကဖွင့်ပြနိုင်တော့မှာလားအားလုံးပဲမင်္ဂလာပါဗကန်ဒေတိမဲ့ချန်နယ်ကနေကြိုဆိုပါရစေယူကရိန်းနိုင်ငံဟာအခုကြုံတွေ့နေရတဲ့အခြေအနေတွေကိုအရင်ကတည်းကရင်ဆိုင်ခဲ့ပူးပါတယ်ပိတ်ဆို့တာတွေဒရုန်းတွေနဲ့အုပ်စုလိုက်တိုက်ခိုက်တာတွေဟာရုရှားကယူကရိန်းပေါ်အသုံးပြုခဲ့တဲ့နည်းဗျူဟာတွေဖြစ်ပြီးအခုတော့အီရန်ကလည်းပင်လယ်ကွေ့ဒေသမှာဒီနည်းလမ်းတွေကိုပဲအတူယူသုံးစွဲနေခဲ့ပါတယ်ယူကရိန်းတို့ကတော့ဒါရီယာလုံလောက်နေပါပြီအီရန်ကရုရှားကိုဒရုန်းတွေထောက်ပံ့ပေးခဲ့ပြီးတဲ့နောက်မှာယူကရိန်းကလက်တုံ့ပြန်ဖို့ပြင်ဆင်လာပါတယ်အမေရိကန်ကမမျှော်လင့်ထားတဲ့အချက်ကတော့ယူကရိန်းဟာသူတို့ရဲ့ပင်လယ်နယ်ထဲမှာရုရှားရေတပ်ကိုအရှက်ရစေခဲ့တဲ့တင်ကန်းစာတွေကိုအသုံးချပြီးဟော်မုတ်ရေလက်ကြားပြန်ပွင့်သွားအောင်တခုခုလုပ်ဖို့ကြိုးစားနေတာပါသမ္မတဇလန်စကီကယူကရိန်းအနေနဲ့သူတို့ရဲ့ဒရုန်းနည်းပညာကျွမ်းကျင်မှုတွေကိုအရှေ့အလယ်ပိုင်းကမိတ်ဖက်နိုင်ငံသစ်တွေကိုမျှဝေပေးသွားမယ်လို့အတည်ပြုထားပါတယ်။မကြာသေးခင်ကအရှေ့အလယ်ပိုင်းခရီးစဉ်အတွင်းမှာဇလန်စကီဟာနိုင်ငံသီးသီးကခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပြီးအဓိကဆွေးနွေးခဲ့တာကတော့ဟော်မုတ်ရေလက်ကြားပိတ်ဆို့ခံထားရတဲ့ကိစ္စပဲဖြစ်ပါတယ်။ပင်လယ်ကွေ့နိုင်ငံတွေဟာရေလက်ကြားပိတ်ဆို့ခံထားရတာကြောင့်သူတို့ရဲ့ရေနံနဲ့တဘာဝတံငွေတွေကိုမရောင်းရဘဲစီးပွားရေးထိခိုက်နေတာမို့အပြောင်းအလဲတစ်ခုကိုအများဆုံးလိုလားနေကြပါတယ်။ဇလန်စကီအတွက်ကတော့ဒီခရီးစဉ်ဟာမဟာမိတ်တွေရရှိဖို့အတွက်တွေမကဘဲရုရှားနဲ့အီရန်ကိုတပြိုင်နက်တည်းလက်တော့ပြန်နေမယ့်အခွင့်အရေးလည်းဖြစ်ပါတယ်။ယူကရိန်းဟာပင်လယ်နယ်ထဲမှာရုရှားကိုအောင်မြင်တိုက်ထုတ်နိုင်ခဲ့တဲ့နည်းလမ်းတွေကိုအသေးစိတ်မျှဝေပေးနေပါတယ်။ဒါယူကရိန်းအတွက်ရုရှားနဲ့စစ်ဖြစ်နေချိန်မှာငွေကြေးချမ်းသာတဲ့နိုင်ငံတွေစီကနေစစ်ရန်ပုံငွေရရှိနိုင်မယ့်နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ယူကရိန်းနိုင်ငံသားဝန်ကြီးအန်ဒရီစီဘီယာအခုဟော်မုတ်ရေလက်ကြားမှာဖြစ်နေတာတွေဟာယူကရိန်းမှာရုရှားလုပ်ခဲ့တာတွေနဲ့ထပ်တူကျနေတယ်လို့ဆိုပါတယ်။ရုရှားယူကရိန်းနဲ့စီးပွားရေးကိုအကြက်ခိုင်မှုပင်လယ်နယ်စိတ်ကမ်းတွေကိုပိတ်ဆို့ခဲ့ပေမဲ့ယူကရိန်းကတော့ဒရုန်းကြီးတွေနဲ့တံပြန်တိုက်ခိုက်ပြီးရုရှားရေတပ်ရဲ့သုံးပုံတစ်ပုံခန့်ကိုဖျက်ဆီးပြစ်နိုင်ခဲ့ပါတယ်။အခုဆိုရင်ယူကရိန်းဟာကာတာ၊ဆော်ဒီအာရေဗျနဲ့ UAE နိုင်ငံတွေနဲ့လက်နက်ကာကွယ်ရေးနည်းပညာသဘောတူညီချက်တွေလက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။ဒီသဘောတူညီချက်တွေအရလေကြောင်းရန်ကာကွယ်ရေးရေတပ်သုံးဒရုန်း၊ electronic စစ်စင်ရေးနဲ့ software ပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေကို10နှစ်ကြာမျှဝေပေးသွားမှာပါ။အပြန်အလှန်နဲ့ပင်လယ်ကွေ့နိုင်ငံတွေကစွမ်းရည်နဲ့ငွေကြေးပိုင်းဆိုင်ရာတွေပြန်လည်ထောက်ပံ့ပေးဖို့ရှိပါတယ်။ယူကရိန်းပညာရှင်တွေအရှေ့အလယ်ပိုင်းကိုတွားရောက်ပြီးအီရန်ရဲ့ချင်းချောက်မှုတွေကိုဘယ်လိုထိထိရောက်တုံ့ပြန်ရမလဲဆိုတဲ့နည်းဗျူဟာတွေကိုသင်ကြားပေးနေပြီဖြစ်ပါတယ်။ဟော်မုတ်ရေလက်ကြားဟာကမ္ဘာရေနံနဲ့တဘာဝတန်းငွေတင်ပို့ဖို့အတွက်အလွန်ရေးပါတာကြောင့်ဒီပိတ်ဆို့မှုကိုကျော်လွှားနိုင်ဖို့ကပင်လယ်ကွေ့နိုင်ငံတွေအတွက်ရောကမ္ဘာစွမ်းရည်လိုအပ်ချက်တွေအတွက်ပါအရေးကြီးနေတာကြောင့်ပဲဖြစ်ပါတယ်။ကမ္ဘာရေနံနဲ့တဘာဝဓာတ်ငွေစုစုပေါင်းရဲ့20%ဟာဒီရေလမ်းကြောင်းတစ်ခုတည်းကနေဖြတ်သန်းနေတာဖြစ်ပါတယ်။ဒါကြောင့်အီရန်ရဲ့ပိတ်ဆို့မှုတန်းကိုတစ်ကမ္ဘာလုံးကရိုက်ခတ်မှုအနေနဲ့ခံစားနေရတာပါ။အထူးသဖြင့်တော့အာရှနိုင်ငံတွေမှာထူးဆန်းပါတယ်။ BBC ရဲ့ဆိုရဟော်မုတ်ရေလက်ကြားကိုဖြတ်သန်းတဲ့ရေနံနဲ့ဓာတ်ငွေ90%နီးပါးဟာအာရှနိုင်ငံတွေကိုဥတည်နေပြီးအခုတော့အဲ့ဒီထောက်ပံ့ရေးလမ်းကြောင်းပြတ်တောက်သွားပါပြီ။ဒီအခြေအနေမျိုးတွေ3လစာရိတ်ခါစုဆောင်းထားတဲ့တရုတ်နိုင်ငံတော်မှာအခက်တွေ့နေရပါတယ်။ပြည်သူတွေကလောင်စာဆီ20%မြင့်တက်လာတာကိုရင်ဆိုင်နေရပြီးစုဆောင်းထားတာတွေလည်းကြာရှည်ခံမှာမဟုတ်ပါဘူး။ဖိလစ်ပိုင်မှာစွမ်းအင်ဆိုင်ရာအရေးပေါ်အခြေအနေကြီးညာထားရပြီးအိန္ဒိယမှာလည်းကျွေးတဲ့လုပ်ငန်းကအလုပ်သမား4သိန်းလောက်ဟာလုပ်ငန်းတွေရပ်ဆိုင်းထားရလို့အခက်ကြုံနေရပါတယ်။ရင်းနှံစရာတက်စီကို$119အထိမြင့်တက်သွားခဲ့တာဟာကိုဗစ်ကာလနောက်ပိုင်းအမြင့်ဆုံးဈေးနှုန်းဖြစ်ပါတယ်။အခုပြည့်ရတဲ့အချိန်မဖြေရှင်းနိုင်ရင်တကမ္ဘာလုံးတိုက်တာနဲ့စီးပွားရေးပြဿနာကြီးဖြစ်လာနိုင်ပါတယ်။ယူကရိန်းရဲ့ပင်လယ်နဲ့ပိတ်ဆို့ခံရမှုဟာဂျုံဝယ်ယူသူတွေအတွက်နာကျင်စရာဖြစ်ခဲ့ပေမဲ့အခုဟော်မုတ်ရေလက်ကြားပိတ်ဆို့မှုကတော့ကမ္ဘာစီးပွားရေးတစ်ခုလုံးကိုအမှောင်ထဲတွန်းပို့နေတယ်လို့ပါဒီပြဿနာရဲ့ဗဟိုချက်မှာပင်လယ်ကွေ့နိုင်ငံတွေကယူကရိန်းနဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်လာကြပါတယ်သူတို့တို့ကတော့ရေလက်ကြားပိတ်ဆို့ခံရတာဟာနိုင်ငံကိုလဲပတ်ဖို့လိုအပ်တဲ့ဝင်ငွေတွေမရတော့တာမို့အလွန်ရေးကြီးတဲ့ကိစ္စဖြစ်ပါတယ် BBC ရဲ့စီးရီခန်းသားအရဒီရေလမ်းကြောင်းကနေတစ်နှစ်ကို$600ဘီလီယံဖိုးလောက်ကုန်သွယ်မှုပြုလုပ်နေတာပါအီရန်ကတော့သူနဲ့စီးပွားရေးသင်္ဘောတွေကိုပေးဖြတ်ပေးမယ်ကာတာဆော်ဒီနဲ့တခြားပင်လယ်ကွေ့နိုင်ငံတွေက$ဘီလီယံနဲ့ချီဆုံးရှုံးနေပါတယ်ဒါသူတို့အတွက်အဆိုးဝါးဆုံးအိမ်မက်တစ်ခုဖြစ်ပါတယ်သူတို့အမေရိကန်၊အစ္စရေးတို့နဲ့အီရန်ကြားကပဋိပက္ခတွေမှာပါဝင်ခြင်းစိတ်မရှိပေမယ့်အီရန်ရဲ့ပိတ်ဆို့မှုနဲ့ဒရုန်းဒုံးကျည်ချင်းချောက်မှုတွေကြောင့်မလွဲမရှောင်သာပါဝင်လာကြတာပါသူဒေသနာပြုချက်တွေဟာပင်လယ်ကွေ့နိုင်ငံတွေဟာစစ်ပွဲစတင်ပြီးတလအတွင်းမှာနေသူတို့ရဲ့ GDP 1%ဆုံးရှုံးသွားပြီဖြစ်ပြီးတော့ဒီပဋိပက္ခ3လလောက်ကြာသွားမယ်ဆိုရင်10%လောက်ကနေ10%လောက်ထိကိုဆုံးရှုံးနိုင်ခြေရှိပါတယ်အမေရိကန်ရဲ့စစ်စင်ရေးကလည်းတင်းသက်လောက်မြင့်မြတ်ဆန်းဆန်းပြီးဆုံးမဲ့ပုံမပေါ်တာကြောင့်ပင်လယ်ကွေ့နိုင်ငံတွေဟာသူတို့ဘာသာအပြေရှားဖို့ယူကရိန်းကိုအကူအညီတောင်းခံလာကြတာဖြစ်ပါတယ်ဒါယူကရိန်းတပ်ကတော့အလွန်ကောင်းမွန်တဲ့ဗျူဟာတစ်ခုပါငွေကြေးရအကျိုးမြတ်ရနိုင်တယ်လို့ရုရှားနဲ့အီရန်ကိုလည်းကောင်းကောင်းကြီးလက်တုံ့ပြန်နိုင်မှာဖြစ်ပါတယ်ရုရှားယူကရိန်းကိုတိုက်ခိုက်ဖို့အီရန်စီကနေဒရုန်းနည်းပညာတွေရယူခဲ့ပါတယ်အခုဆိုရင်ရုရှားဟာတရက်ကိုဒရုန်းစင်း1000လောက်ထုတ်လုပ်နိုင်တဲ့အဆင့်ကိုရောက်နေပြီးဒါအီရန်ကပညာရှင်တွေလာရောက်တင် जा ပေးခဲ့လို့ဖြစ်ပါတယ်အီရန်ကရုရှားကိုဒရုန်းနည်းပညာတွေတင်ပေးသလိုမျိုးပဲအခုယူကရိန်းကလည်းအရှေ့အလယ်ပိုင်းမှာပင်လယ်ကွေ့နိုင်ငံတွေကိုသူတို့ရဲ့ကာကွယ်ရေးနည်းပညာတွေပြန်လည်တင် जा ပေးနေတာဖြစ်ပါတယ်ဒါရုရှားနဲ့အီရန်ရဲ့ပူးပေါင်းမှုကိုယူကရိန်းကနီးလန်းတူပြန်လည်တုံ့ပြန်လိုက်တာပဲဖြစ်ပါတယ်။ရုရှားဟာယူကရိန်းကိုတိုက်ခိုက်ဖို့ဒရုန်းစင်းရေ9059စင်းထိအသုံးပြုခဲ့ပါတယ်။ဒါဇန်နဝါရီလကအထိ73%ပိုများလာတာပါ။မတ်လ23ရက်နေ့နဲ့24ရက်ကြာ24နာရီအတွင်းမှာဒရုန်းစင်းရေ948စင်းနဲ့အကြီးအကျယ်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒါတွေအားလုံးဟာအီရန်ရဲ့ရှီလ်ဒရုန်းနည်းပညာအကူအညီမပါဘဲနဲ့မဖြစ်နိုင်ပါဘူးယူကရိန်းကလည်းဒီအချက်ကိုသေးသေးချာချာသိထားပါတယ်ဒါနဲ့မကသေးပဲရုရှားကအီရန်ကိုကျေးဇူးဆက်တဲ့အနေနဲ့ပင်လယ်ကွေ့ဒေသမှာအသုံးပြုဖို့ General 2နဲ့ Shahed 136 drone တွေကိုပြန်လည်ထောက်ပံ့ပေးနေတာကိုလည်းသတိပြုမိမှာပါအီရန်ဒေါ်လာ2000ပဲအကုန်ခံပြီးတော့မိုင်600အထိကိုပြန်တန်းနိုင်တဲ့ပြင်တနအီကို111မိုင်နှုန်းအထိကိုမြန်တဲ့နေပညာမြင့်ထားတဲ့ drone တွေကိုရုရှားစီကနေပြန်ရနေတာပါအီရန်ရဲ့ Shahed drone တွေကဘလောက်အထိဒုက္ခပေးနိုင်လဲယူကရိန်းကတည်ဆုံးမှာအခုတော့အခြေအနေကတကယ်ကိုထင်ခေါ်စရာကောင်းနေပါပြီအီရန်ကယူကရိန်းကိုထိခိုက်အောင်ရုရှားဘက်ကနေကူညီခဲ့ပေမဲ့အခုတော့ယူကရိန်းကအီရန်ရဲ့နီးပြူဟာကိုအီရန်စီပြန်လှည့်လိုက်ပါတယ်ပူတင်နဲ့ပေါင်းပြီးယူကရိန်းကိုဒုက္ခပေးလို့ရမယ်လို့အီရန်ကထင်ရပေမဲ့လည်းအခုယူကရိန်းကတော့အီရန်ရဲ့ရန်သူဖြစ်တဲ့ပင်လယ်ကွေ့နိုင်ငံတွေနဲ့ပိုနီးကပ်သွားပါပြီအီရန်ကရုရှားကိုလှုပ်ပေးခဲ့တယ်လို့မျိုးပဲဒရုန်းနည်းပညာတွေနဲ့ကျွမ်းကျင်မှုတွေကိုပြန်ကူညီပေးနေတာပါဒါပေမဲ့ယူကရိန်းကတက်ဆင့်ပိုတက်ပြီးလှုပ်ဆောင်နေပါတယ်အီရန်ရဲ့ Shahed တိုက်ခိုက်ရေး drone တွေကိုနှိမ်နင်းနိုင်ဖို့အတွက်ပြီးခဲ့တဲ့၄နှစ်အတွင်းမှာယူကရိန်းကနည်းပညာအသစ်တွေကိုတိုးတက်အောင်လုပ်ခဲ့ပါတယ်အခုဆိုရင်ရုရှားရဲ့ Shahed drone တွေပြစ်မှတ်ကိုမရောက်ခင်မှာကောင်းကင်မှာနေဝင်တိုက်ပြီးပျက်စီးပြစ်နိုင်တဲ့ဇင်းလုံးသက်သာတဲ့ဂျားပြက်ဟန်တာရေး drone တွေကိုတီထွင်နိုင်ခဲ့ပါတယ်ဖေဖော်ဝါရီလအတွင်းမှာလည်းကီးမြို့ကိုဦးတည်လာခဲ့တဲ့ Shahed drone 80% ကျော်ကိုဒီကြားဖြတ် drone အသစ်တွေနဲ့ရှင်းလင်းနိုင်ခဲ့ပါတယ်ဒီ drone တွေဟာတစ်စင်းကိုဒေါ်လာ1150လောက်ပဲကုန်ကျတာမို့အီရန်ရဲ့ drone တွေတဲ့ဈေးသက်သာသလိုပင်လယ်ကွေ့နိုင်ငံတွေအရင်ကသုံးခဲ့တဲ့ဒုံးကျည်တွေထက်ကလည်းအများကြီးပိုသက်သာပါတယ်ယူကရိန်းကအီရန်နည်းပညာသုံးရုရှား drone တွေကိုအုပ်စုလိုက်ဖျက်ဆီးနိုင်မဲ့ဂျားပြက်နည်းပညာတွေကိုပါဆက်လက်တီထွင်နေပါတယ်ပင်လယ်ကွေ့မဟာမိတ်တွေနဲ့ချုပ်ဆိုထားတဲ့သဘောတူညီချက်တွေအရယူကရိန်းရဲ့ဒီနည်းပညာကိုမျှဝေပေးသွားမှာပါဒါပင်လယ်ကွေ့နိုင်ငံတွေယူကရိန်းစီကနေရရှိမဲ့အကျိုးကျေးဇူးတွေပါဒီကျွမ်းကျင်မှုတွေရဲ့ကြားပြတ် drone စနစ်တွေဟာဟော်မုတ်ရေလက်ကြားမှာအီရန်ရဲ့ချင်းချောက်မှုတွေကိုတွန်းလှန်နိုင်ဖို့အများကြီးအထောက်အကူဖြစ်စေမှာပါယူကရိန်းကသာစီးပေးပြီးလို့ရေအောက် drone နည်းပညာတွေကိုပါမျှဝေပေးမယ်ဆိုရင်တော့ပင်လယ်ကွေ့နိုင်ငံတွေဟာအီရန်ရဲ့တိုက်ခိုက်ရေးလှေတွေကိုဈေးသက်သက်နဲ့နှိမ်နင်းနိုင်မှာပါဒါပြင်ယူကရိန်းကပင်လယ်နက်မှာအသုံးပြုခဲ့တဲ့ရင်းနှီးတင်သင်္ဘောတွေကိုအလွှာလိုက်ကာကွယ်ပေးမယ်ဗျူဟာတွေကိုပါပေါင်းဆက်လိုက်မယ်ဆိုရင်အီရန်ရဲ့နည်းဗျူဟာတွေကိုတံပြန်နိုင်မယ်အစင်သင့်သောနီလန်ကောင်းတွေကိုရရှိသွားမှာပါအမေရိကန်ကတော့ဒီပြဿနာကိုလက်နက်အင်အားအလုံးရင်းနဲ့ဖြေရှင်းဖို့ကြိုးစားနေချိန်မှာယူကရိန်းကဒီလိုပါဝင်လာတာကိုလုံးဝမမျှော်လင့်ထားပါဘူးဒါပေမဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဟော်မုတ်ရေလက်ကြားပြဿနာကိုတခြားနိုင်ငံတွေကလည်းတာဝန်ယူဖြေရှင်းသင့်တယ်လို့ပြောပူးတာကြောင့်ယူကရိန်းရဲ့ပါဝင်မှုကိုဝမ်းသာနိုင်စရာပါယူကရိန်းနဲ့ပင်လယ်ကွေ့နိုင်ငံတွေဟာဒီစကားကိုလက်တွေ့ကျကျအကောင့်တွေပေါ်နေကြတာဖြစ်ပြီးယူကရိန်းရဲ့မဟာမိတ်အသစ်တွေအတွက်လည်းအကျိုးကျေးဇူးတွေကအထင်ရှားပါပဲဒါပေမဲ့အခုတော့တကယ်အခြေအနေမှန်ကိုပြန်ကြည့်ရအောင်ပါကျွန်တော်တို့စောပိုင်းကပြောခဲ့တဲ့ဒီသဘောတူညီချက်ရဲ့ပါနေမှုကိုအခုဆက်လက်ကြည့်လိုက်ရအောင်ပါလက်တော်အခြေအနေရောက်ဆိုရင်ဟော်မုတ်ရေလက်ကြားမှာအီရန်ရဲ့ချင်းချောက်မှုကိုတုံ့ပြန်မှုအတွက်ယူကရိန်းရဲ့ drone နည်းပညာနဲ့ကျွမ်းကျင်မှုတွေဟာပင်လယ်ကွေ့ဒေသကိုဦးတည်နေပါတယ်ဒါပေမဲ့တခုသတိထားရမှာကဇလန်စကီလက်မှတ်ရေးထိုးနေတဲ့ဒီစာချုပ်တွေဟာ10နှစ်အထိတက်တန်းရှိနေတာပါကာတာနဲ့ဆော်ဒီအာရေဗျတို့ဟာဒီရေရှည်စီမံကိန်းတွေမှာပါဝင်ဖို့ကတိပြုပြီးပြီဖြစ်တယ်လို့ UAE ကလည်းသိမလို့တော့ဘူးလို့ The Guardian ကဖော်ပြထားပါတယ်ဒီနေရာမှာပဲယူကရိန်းရဲ့တကယ့်ညံမျှော်မြင့်ကပေါ်လွင်တာပါယူကရိန်းစစ်ပွဲက၄နှစ်ကျော်ကြာလာပြီဖြစ်ပေမဲ့လေပူတင်ကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာသူ့ရဲ့အမြင့်ဆုံးတောင်းဆိုချက်တွေကိုလျှော့ပေးမဲ့ပုံမရှိတာကြောင့်စစ်ပွဲကဘယ်တော့ပြီးမလဲမသေးကြသေးပါဘူးယူကရိန်းအတွက်ကတော့အခုချိန်မှာသူတို့ရဲ့ drone နည်းပညာတွေကိုမျှဝေပေးလိုက်တာဟာနောက်တစ်ချိန်မှာဒီပင်လယ်ကွေ့မဟာမိတ်တွေစီကနေငွေကြေးနဲ့ကာကွယ်ရေးဆိုင်ရာထောက်ပံ့မှုတွေကိုပြန်လည်အားကိုးနိုင်ဖို့လမ်းခင်းလိုက်ပါတယ်ရုရှားရဲ့ ballistic ဒုံးကျည်တွေကိုတားဆီးနိုင်မဲ့အစစ်မြစ်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာယူကရိန်းတပ်မရှိမဖြစ်လိုအပ်တာမို့ဒီဆယ်စုနှစ်ကြာစီမံကိန်းတွေရင့်ကျက်လာတာနဲ့အမျှစွမ်းရည်နဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတွေမှာပါပူးပေါင်းဆောင်ရွက်လာတာကိုတွေ့ရနိုင်ပါတယ်ယူကရိန်းဟာအချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်နေဆက်လက်ရည်တည်နိုင်မဲ့အနာဂတ်အတွက်အခုကတည်းကကြိုတင်ပြင်ဆင်နေပါတယ်။အီရန်နဲ့ရုရှားရဲ့ပတ်သက်မှုကြောင့်ပူတင်ရဲ့ဩဇာလွှမ်းမိုးမှုကိုသွေးဝိုက်ခံစားနေရတဲ့ပင်လယ်ကွေ့နိုင်ငံတွေနဲ့မဟာမိတ်ဖွဲ့ပြီးဒါကိုလှုပ်ဆောင်နေတာပါ။အခုဆိုရင်ဘယ်သူမှမမျှော်လင့်ထားတဲ့အခြေအနေတစ်ခုဖြစ်လာပါပြီ။ဒါကတော့ယူကရိန်းဟာ Operation Epic Fury စစ်စင်ရေးရဲ့မတင်မှတ်ထားတဲ့အနိုင်ရရှိသူဖြစ်လာမဲ့ပုံပါပဲ။အီရန်ဒီဇိုင်းကိုအခြေခံထားတဲ့ရုရှား drone တွေကိုတိုက်ခိုက်ခံရတဲ့သူတို့ရဲ့အတွေ့အကြုံဟာအခုတော့အကောင်းဆုံးအသုံးချစရာလက်နက်တစ်ခုဖြစ်လာပါတယ်။ဒီနည်းနဲ့ယူကရိန်းဟာအရှေ့အလယ်ပိုင်းနိုင်ငံတွေအတွက်ရုရှားတပ်ဆိုင်ပို့ပြီးတော့တန်ဖိုးရှိတဲ့မဟာမိတ်ဖြစ်ကြောင်းသက်သေပြနေပါတယ်။ယူကရိန်းနိုင်ငံခြားရေးမူဝါဒကောင်စီကကျွမ်းကျင်သူ Oleksandr Karev ကပြောရရင်တော့ကျွန်တော်တို့ရဲ့အတွေ့အကြုံဟာလုံခြုံရေးနဲ့ပုံမခိုင်မာတဲ့ဆွေးနွေးမှုအနေထားရရှိဖို့အတွက်လဲလှယ်နိုင်တဲ့အရာတစ်ခုပါကျွန်တော်တို့ကရုရှားထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ပိုတန်ဖိုးရှိတဲ့မဟာမိတ်ဖြစ်တယ်ဆိုတာကမ္ဘာကိုပြသနေပါတယ်။အရင်ကတော့အရှေ့အလယ်ပိုင်းနိုင်ငံတွေဟာရုရှားနဲ့ပဲရေရှည်ဆက်ဆံရေးတွေစာချုပ်တွေရှိခဲ့ပြီးဆိုဗီယက်နိုင်ငံဟောင်းနေတယ်မှာမော်စကိုကလွှဲရင်တခြားဘသူကမှအထင်မကြီးခဲ့ပါဘူးအခုတော့အဲ့ဒီအခြေအနေတွေပြောင်းလဲကုန်ပါပြီပူတီယန် Operation Epic Fury မှာအမေရိကန်ရဲ့ထိုးနှက်မှုကိုခံနေရတဲ့အီရန်ကိုကူညီဖို့ကြိုးစားနေချိန်မှာပဲအရှေ့အလယ်ပိုင်းရဲ့တခြားနေရာတွေမှာရုရှားရဲ့ဩဇာအာဏာတွေကလက်လွတ်ဆုံးရှုံးနေရတာကိုကြည့်နေရပါတယ်အရင်ကလက်နက်နဲ့လုံခြုံရေးအတွက်ရုရှားကိုပဲအားကိုးခဲ့တဲ့နိုင်ငံတွေကအခုတော့ယူကရိန်းဘက်ကိုလှည့်လည်ကြပါပြီယူကရိန်းကထုတ်လုပ်တဲ့ပဲဖို့ဂျုံပြောင်းနဲ့နေကြစီတွေကိုဝယ်ယူခဲ့ကြတဲ့ကုန်သွယ်ဘက်ဆက်ဆံရေးကနေအခုတော့ဒီတမကပုံမနန်ရှားနဲ့ဆက်ဆံရေးဖြစ်နေပြောင်းလဲလာပါတယ်။ဒါ
ဒါအီရန်တို့ရုရှားတပ်ပါအလွန်အန္တရာယ်ကြီးတဲ့အခြေအနေပါခေတ်သစ်ပထဝီဝင်နိုင်ငံရေးမမျှော်လင့်နိုင်ဆုံးအလဲပြောင်းတစ်ခုအနေနဲ့ယူကရိန်းဟာဥရောပနဲ့မကဘဲအရှေ့လေပိုင်းမှာပါအဓိကဩဇာရှိတဲ့နိုင်ငံတစ်ခုဖြစ်လာပါတယ်ဒါပေမဲ့လည်းယူကရိန်းရဲ့ဒရုန်းနည်းပညာတွေကိုလက်တွေ့အသုံးချနိုင်ဖို့အတိုင်းအတာတစ်ခုလိုအောင်မှာဖြစ်တယ်လို့ဟော်မုတ်ရေလက်ကြားကလည်းပေးစုခံရရဆဲဖြစ်ပါတယ်အမေရိကန်ကတော့ယူကရိန်းရဲ့နဲ့ရှိုင်းပေါင်းဝင်လာမှုကိုအံ့ဩနေတယ်လို့ပါဒီရေလက်ကြားပြန်ပွင့်ဖို့အတွက်သူတို့ရဲ့ကိုယ်ပိုင်စီစဉ်တွေမှာရှိပါတယ်အခုဗီဒီယိုသဘောကျတယ်ဆိုရင်ဆက်လက်ကြည့်ရှုနိုင်ဖို့ဗဂန်ဒေးမချန်နယ်ကို like and subscribe လုပ်ခဲ့ပါဦး